ကျွန်တော်စိုက်ထားတဲ့အပင်လေးတွေတဲကတချို့ကိုလိုက်ပြပါမယ်ဒါကတော့ပီနံအိတ်နဲ့စိုက်ထားတဲ့ချမောင်ပင်လေးတွေပါတခြားအပင်တွေမပြသေးခင်ဒီချမောင်ပင်လေးတွေကိုနွားကြီးမြေဩဇာထည့်ကျွေးပြီးရေလောင်းလိုက်ပါအောင်မယ်အာလူပင်တွေပါကော်ပုံးနဲ့စိုက်ထားတာဘယ်နှလုံးပြန်ဥမယ်တော့မသိဘူးသူ့ဘေးမှာကပင်စိမ့်ပင်မျိုးစေ့ကပြန်ကြပေါက်တာကြီးသွားလို့အဲ့နေရာမှာပဲကျွန်တော်အဲ့တိုင်းထားလိုက်တာပေါ့နော်ခရမ်းချင်ပင်တွေလည်းပြိုးထားပါတယ်လွန်ခဲ့တဲ့3နှစ်ကတပင်ဝယ်ဆိုင်တာအခုထိပြန်မဝယ်ရတော့တဲ့ဂျပန်နေကြပင်ပါအရန်ပွားတယ်စိုက်ရလဲလွယ်ပါတယ်ငပြောပင်ဆိုရင်လည်း3ကင်ထွက်နေပါပြီငပြောပေါင်းစားတဲ့ရခိုင်ငပြောမျိုးပါဒါလေးတွေကဂျူကန်ပါတခွားသီးပင်ပြိုးထားတာကျွန်တော်ရိုက်ပြနေတဲ့ခရမ်းသီးပင်တွေလည်းတီးနေပါပြီနောက်ရက်ဆိုခူးရတော့မယ်ခရမ်းပင်တင်မောပင်တွေကြမှာအလေးကျလာပေါက်နေတဲ့ခရမ်းကစောသီးပင်မှာလူတရက်ကြော်နေပါပြီအသီးတွေကတော့နောက်ရက်ခူးရတော့မှာပေါ့အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်